ဒီနေ့မလာထက်လှုပ်ရှားဖို့တော့ဝယ်ထားတာလေးပြောပြပါမယ် ရှုံးမတွေစိုက်နေတာပါတော့တင်းမြန်မာတော်ထုတ်လုပ်ကြမယ်နော် နဲ့ဆက်ချင် ရှုံးမတွေစိုက်တယ်ပြောင်းမှုစိုက်တယ်ပြီးရင်ပဲတောင်ရှည်စိုက်မယ်ပင်စိမ်းလည်းစိုက်ချင်တယ်အဲဆိုမိုးရသည်ဆိုရင်ငါပေါ်ရရသည်လေအဲ့တော့ပင်စိမ်းစိုက်ရင်ရောင်းကောင်းတာဒါကတော့တညာလုံးကြက်ရိုးကိုပြုတ်ထားတာပေါ့နော်အယိုးပြုတ်ရီလို့ကျင်တာအဲ့ဒါလေးနဲ့ဒီနေ့မလာထားခဲ့ချက်မှာငါးနို့လေးလည်းရှိတာဆိုတော့လေဒီနေ့ခလေးတွေကိုလှုပ်ကြည့်လိုက်အောင်မယ်လုံးဝနူးဤနေပြီ ဒီနေ့မလာထက်လှုပ်ရှားဖို့တော့ဝယ်ထားတာလေးပြောပြပါမယ်ဒါအကေဒါအမိုးအန်ဟရဒူစေအရှိဘဝနဲ့ဖဆူမောင်ငေး ကဲဒီနေ့ကတော့အချိန်ကုန်ကလည်းတတ်တာချက်ရလည်းလွယ်တေရလည်းလွယ်တဲ့ EFX gas လေးနဲ့ချက်ပါမယ်ရှင်ဒီအိုးလေးက 4kg အိုးနော်ညတို့မင်းခလေးထားစားတေရလွယ်တယ်3ကလည်းလွယ်တယ်ဟိုမှာကြက်ရိုးပြုတ်ထားတဲ့အိုးကြီးဆိုလို့ရှိရင် 12kg ကဲဒီကိုဖြည်းဖြည်းလေးဖွင့်ရေဆိုရေဘူးဝဲကိုပြုတ်လိုက်အောင်မယ်နိုင်တို့တွေ gas သုံးပြီဆိုလို့ရှိရင်တချို့ကကြောက်ကြတယ် gas ကိုဖွင့်တဲ့နေရာမျိုးတွေလည်းကြောက်ကြတယ်ဝုန်းနဲ့တောက်တာမျိုးတွေလည်းကြောက်ကြတယ်ပေါ့နော်အဲ့တော့ကိုဖွင့်ချင်တဲ့အခါဆိုလို့ရှိရင်လေဒီအဝိုင်းလေးကို gas လေးနည်းနည်းလေးရှဲရှဲဆိုတဲ့အတန်လေးထွက်လောက်တဲ့အနေထားလောက်ပြီးပဲဖွင့်ပြီးမှဂန်နဲ့ညှက်တော့မျိုးဖွင့်ပေါ့နော်ဂန်ကတော့ဂန်နဲ့သုံးရတာပိုဆေးဖြစ်တယ်လို့ထင်တယ်ဒီဖြောင်းနဲ့ကတော့မသုံးလေးသုံးတာလည်းမရှိဘူးပြီးတော့မသုံးရဲတာလည်းပါမယ်မိချင်းတွေကလည်းမသုံးရဲဘူးပေါ့နော်ဘာလို့လဲဆိုတော့ gas ကိုလို့ဖွင့်ထားတဲ့အချိန်မီးကထတော့တဲ့အချိန်ဟုံးနေဖြစ်မှာနည်းနည်းလေးကြောက်ရတယ်ပေါ့နော်ဒါဒီအိုးဆိုလို့ရှိရင်လည်းမြန်တောက်လျှောက်သုံးလာတာနော်ဒီအိုးဆိုလည်းတော်တော်ကြာပြီဒါဆိုလို့ရှိရင်အများကြီးတစ်လားလောက်တော့သုံးလို့ရတယ်ဒီ gas အိုးသုံးပြီဆိုလို့ရှိရင်လေကိုကဒီ gas ယူစိမ့်မှုရှိမရှိကိုဘယ်လိုစစ်ရလဲဆိုရင်တဲ့လက်စစ်ဆက်ပြဖြစ်ဖြစ်ပကံစစ်ဆက်ပြဖြစ်ဖြစ်ကိုတရှင်နဲ့ဖြော်လိုက်မြုပ်တော့ဖြော်ပေါ့နော်ဖြော်ပြီးတော့လို့ရှိရင်ဒီ source နေရာလေးတွေဆက်ထားတဲ့နေရာလေးတွေမှာသူကတုတ်ပေးတဲ့တော့ဘူလောင်လေးဘောဖြစ်နေတာမျိုးဆိုတာ gas ကယူစိမ့်မှုဖြစ်တယ်ပေါ့နော်ဒီ EFX gas ကိုကကြရုံကြီးစိတ်ချစာသုံးလို့ရတယ်ပေါ့နော်သူက sulfur compound ပါဆိုတော့လေစိတ်ချစာသုံးလို့ရတယ်ဒီကဒီပေါ်ကအကြည့်ချွဲတွေနဲ့ညီနေလေးတက်တာတော့မင်းတို့တွေဒါမာလာနှစ်နော်ကဲကြက်ရွေးပြည့်ထဲမယ်မိုးရရွာလာပြီကဲနွားနို့ထဲမယ်ကဲမီးတင်မယ်အခုရပိုင်ရတဲ့ဦးတို့ကတော့လေမိုးကတော့ဇက်တိုက်ကိုရွာနေရောပဲမနေ့ရွာလိုက်ညနေရွာလိုက်နေတိုင်းဟိုနားတဲ့ကိုမရှိဘူးအဲ့တော့လေငတို့ရဲ့ခရင်းတွေကလည်းပူပူဆက်ဆက်လေးတွေအရေတောက်ပူပူလေးတွေတောင်းတနေတာလေဒီနေ့တော့မာလာထန်လေးလုပ်တဲ့အချိန်မှာမိုးကတဲလာတာဆိုတော့ခွက်တီပဲဒါတူတော့ကိုယ့်ဘက်မှာပဲပူပူလေးစားရတော့မယ်ပရင်ရေမိုးရင်းနဲ့မာလာထန်နဲ့တော့ခွက်တီပဲအေးအောင်နေမတဲလာကဲပွက်ပါပြီပွက်မြန်လို့မီးလျှော့လိုက်တော့မယ်အကောင်လုံးကြက်ထားပြီးသားဆိုတော့လေဒါကတော့မြိုင်တော့ပူပူလေးစားချင်တာဆိုတော့စပွဲပေါ်ဟိုဒါ EFX ရဲ့ portable အိုးလေးသုံးလိုက်တာပေါ့နော် gas အိုးကသူ့မှာမျိုးစား၄မျိုးရှိတယ်ဘယ်ဆက်ဒီမှာစားရတယ်စိတ်စိတ်မှာဆက်ဆက်လေးတွေအဲ့ဒါ line ပေါ်နေစားချင်လို့မှားလိုက်တာ Hitashimo ကဲဒါကတော့မလာခောက်ဆွဲလာစေးထားရနော်ရှိတာပေါ့အမကလုံးထားတဲ့ဆော့ ကဲလေးပြထားဆိုကဲလေးပြထားဆိုတက်ပြကြီးအဲ့တော့ဟို ပေါင်းလိုက်
ရပါရမီးလျှော့လိုက်မယ်နော်ဟုတ်ချင်ကောင်းလားငါတို့အစိမ့်နော်ဝေးနေကော့တိပဲဒီနေ့တော့ကတော့လောက်ပါပဲရှင်။ပြန်နောက်ဘက်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုဟင်းလေးတွေချက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်။ညရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်စီတောင်းလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။